Hello အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကကျွန်မ skin care တာနဲ့တကွာအလှပြင်ပြမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါ။အရင်ဆုံးတိုနာလေးမှာမယ်တိုနာလေးမြင်စီတာလေးမှာမယ်စီတန်လေးမြင်စဲခရင်လေးမှာမယ်မိတ်ကတာမကွဲအောင် primer လေးသုံးပါမယ် ice cream လေးမှာမယ်အဲ့မှာ foundation လေးမှာမယ်အောက်ခံလေးမိမိဆိုတော့ concealer လေးမှာမယ်ခုလိမ့်ထားတဲ့ concealer ကကိုကသားရည်တက်ဖြူရမှာနော် highlight လုပ်ဖို့အတွက်ဒါ concealer လိမ့်တာပါနော်ဒါကြည်သွားရင်တော့အသားရချေပါမယ်ဒါပန်းနေအစိုးပေါ့နော်အတမျက်နှာလုံးကိုပေါက်တာလေးပို့လိုက်ပါမယ်ခုနပုတ်ထားတဲ့ပေါဒါလေးကို brush နဲ့ပြန်ခါချပါမယ်မျက်ခုံးမွေးလေးဆွဲပါမယ်တခြားလေးနေသွားအောင် concealer ကိုပြန်ညီလေးကိုပြောင်းသွားလို့ရမယ်မျက်ခုံးမွေးဆွဲပြီးဆိုတော့မျက်လုံးလေးချက်ပါမယ်မျက်စိချေသွားပြီဆိုတော့လာရှင်ခုနချေထားတဲ့အရာလေးကိုပဲပြန်အောက်ဘက်မှာရှယ်ပါမယ်မျက်တောင်တုကက်ပါမယ်ရှင်လာရှင်ပြင်နာလေးရာတစ်ချက်လောက်ပြောပြပါနော်နှခမ်းနေစိုးပါမယ်လာရှင်ဗီဒီယိုအဆုံးလေးကိုကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်